မင်္ဂလာပါဗျဆိုတော့ဒီကောင်လေးကျွန်တော်ဒါရှင်းပြပေးမယ်နော်ဟောကျွန်တော်လည်းစကားပြောတာကြားပြီနှစ်ကိုပေါင်းခြင်းက300တယ်နှစ်ကိုပေါင်းခြင်းက3ဖြစ်ချင်းကြောင့်သူကဒီထိပ်စီး3လုံးပေါင်းခြင်း8နှစ်3ပေါင်းခြင်းက3ဆိုပြီးရတယ်နော်993ပေါင်းခြင်း8ဒီ3လုံးပေါင်းခြင်းက8ဖြစ်ချင်းကြောင့်993ပေါင်းခြင်းက8ဆိုပြီးရတယ်436ပေါင်းခြင်း300ဆိုတော့238ပေါင်းခြင်းက300 233ပေါင်းခြင်းက5ခွန်33ပေါင်းခြင်းက3ဒါအခုကျွန်တော်ရဲ့မိတ်ဆွေတို့ဒါပေါင်းပြပေးခဲ့တဲ့ပေါင်းခြင်း site ကဒါထိပ်စီး site ဖြစ်တယ်ဆိုတော့ဒီမှာသူထောက်ထားတာ93ခွန်နဲ့သူထောက်ထားတယ်93ခွန်ပေါင်းခြင်းက5ဖြစ်တယ်ဒီ3လုံးပေါင်းခြင်းက5ဖြစ်ချင်းကြောင့်93ဆိုတော့ဒီမှာ3ရှိတယ်ဒီမှာ3ရှိတယ်3နဲ့3နဲ့ပေါင်းတော့3ရတယ်3လုံးပေါင်းခြင်း5ဖြစ်အောင်2ထည့်ပေးရမယ်3လုံးပေါင်းခြင်း3ဖြစ်အောင်ခွန်ထည့်ပေးရမယ်3လုံးပေါင်းခြင်း3ဖြစ်အောင်3